အခုတလောခဏမိရယ်တခုစဉ်းစားလိုက်လို့ရှိရင်တတိမရဘူးအဲ့လိုမျိုးဖြစ်နေရဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုအဆုံးနဲ့ကြည့်ခဲ့ပြီပါပထမဆုံးပေါ့နော်ကျွန်တော်မနက်ထားလိုက်တာနဲ့ကျွန်တော်တို့တွားတက်ရမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့မမိဘူးဒါပေမဲ့ကျွန်တော်တခုခုထားလိုက်တဲ့ပစ္စည်းဒါမှမဟုတ်တခုလုံးကြရှိတဲ့အရာတွေကိုကျွန်တော်မေ့တတ်တယ်ကျွန်တော်အုံနောက်ပေါ့နော်တတော်တခုလိုမျိုးစဉ်းစားလိုက်ပြီးတော့ကျွန်တော်မှတ်ထားတဲ့အကြောင်းအရာတွေကိုကျွန်တော်လမ်းကြောင်းအနေနဲ့စဉ်းစားမယ်ဆိုလို့ရှိရင်ကျွန်တော်တွားနေကြလမ်းကြောင်းနေဆိုလို့ရှိရင်လမ်းကြောင်းကဖောက်ပြီးသားရှိပြီးသားပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့အခုမှစလုပ်တဲ့အရာတောင်မို့ရှိအခုမှစသွားတဲ့လမ်းနေဆိုလို့ရှိရင်ကျတော့လမ်းကြောင်းနေရာမရှိကျွန်တော်တစ်ပင်နေခုတ်ရမယ်ပြီးလမ်းနေဖောက်ပြီးတော့မှတွားလို့ရမယ် Bruce Lee ပြောခဲ့တဲ့စကားလေးတစ်ခုရှိတယ်ပေါ့နော်အကွက်တစ်တောင်းလေ့ကျင့်ထားတဲ့သူမကြောက်ဘူးပေါ့နော်ဒါပေမဲ့အကွက်တစ်ကွက်ထဲကိုပဲအကျင့်တစ်တောင်းလေ့ကျင့်ထားတဲ့သူတော့သူကြောက်တယ်ဆိုပြီးတော့ပြောတယ်နောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကိုချစ်ရတဲ့တယောက်ကိုပေါ့နော်ပထမဆုံးစတွေ့တဲ့အခိုက်အတန့်ဆိုလို့ရှိရင်အားလုံးမိကြမှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့လမ်းတော်လမ်းလာရင်တခြားတယောက်ကိုတွေ့ရဆိုလို့ရှိရင်ကျတော့ကျွန်တော်တို့အဲ့လောက်ထိခေါင်းထဲမှာမှတ်ထားတာမျိုးမဟုတ်အဲ့နှစ်ခုမှာကွာတာလေးတိတိလေးတစ်ခုပဲဘာလဲဆိုတော့ကျွန်တော်တွေးလိုက်တဲ့အချိန်မှာကျွန်တော်တို့ဘယ်လောက်ထိ emotionally connected ဖြစ်သွားလဲဆိုတဲ့ဟာပဲကျွန်တော်ပို့ပြီးတော့မှတ်မိစေတယ်ပေါ့နော်နေ့အပြည့်ကျွန်တော်မိတယ်ဆိုတဲ့အရာကျွန်တော်စိတ်ဝင်စားမှုတိတ်မရှိတဲ့အရာတွေကိုကျွန်တော်မိတာဖြစ်ပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအခုလိုဗီဒီယိုလေးတွေကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို follow လုပ်ထားဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်